င်္ဂလာပါခင်ဗျာ Forever Media Channel ရဲ့2026ခုနှစ်ဇွန်လ20ရက်နေ့အတွက်နောက်ဆုံးရပြည်တွင်းပြည်ပသတင်းများနဲ့ဝေးစည်းရွှေစည်းသတင်းများကိုတင်ဆက်ပေးကြပါမယ်ခင်ဗျာတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့အောင်မင်္ဂလာအဝေးပြေးမှလူခေါ်ပွဲစား9ဦးကိုဓာတ်ဆက်တစ်ချောင်းနဲ့အတူဖမ်းဆီးရမိအင်းလေးတွင်ဝက်များဇက်တိုက်သေးဆုံးနေပြီးယောဂကူးစက်မှုစိုးရိမ်ရ၍ဝက်သားဆိုင်များပိတ်ထားရမင်္ဂလာတောင်ညွန့် CNG ဆိုင်မှ3239ပိုင်လိုင်းရိုးစိမ့်၍တန်းငွေရောင်းချမှုဇွန်လ22ရက်အထိခေတ္တရပ်ဆိုင်းနိုင်ငံတကာသတင်းများအနေနဲ့ကတော့ပီရူးနိုင်ငံတွင်ခီးဇက်တင်ဘတ်စကာတိမ်းမှောက်မှုကြောင့်အနည်းဆုံးလူ12ဦးသေဆုံး19ဦးဒဏ်ရာရရုရှားမြောက်ကိုရီးယားဆက်ဆံရေးကြောင့်ပိတ်ဆို့မှုတွေထိရောက်မှုမရှိတော့ကြောင်းတောင်ကိုရီးယားသမ္မတပြောကြားအစရှိတဲ့စိတ်ဝင်စားဖွယ်ရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ပြည်တွင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအောင်မင်္ဂလာအဝေးပြေးဝင်းမှလူခေါ်ပွဲစား9ဦးဓာတ်ဆက်တစ်ချောင်းနဲ့အတူဖမ်းဆီးရမိရန်ကုန်မြို့အောင်မင်္ဂလာအဝေးပြေးဝင်းတွင်နာမည်ဆိုးနဲ့ကြော်ကြားနေတဲ့လူခေါ်ပွဲစား9ဦးကိုဓာတ်ဆက်တစ်ချောင်းနဲ့အတူသက်ဆိုင်ရာကဖမ်းဆီးရေးယူထားတဲ့ဖြစ်စဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။အောက်ချုပ်ရေးပိုင်းနဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေရဲ့အဆိုအရရဲတပ်ဖွဲ့ဟာပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကနေ19ရက်အတွင်းနာမည်ရှင်းလင်းမှုတွေပြုလုပ်ခဲ့ရာအဆိုပါလူခေါ်ပွဲစားတွေကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ဇွန်လ19ရက်နေ့ည8:00နာရီဝန်းကျင်ကမင်္ဂလာတုံမြို့နယ်ဇေကဘာစက်မှုဇုံအထက်မှာမိန်းကလေးတဦးထံမှကားနဲ့ဖုန်းများကိုလိမ်လည်ယူဆောင်သွားတဲ့လူခေါ်ပွဲစားကိုတိုက်ထွန်းနဲ့ကိုအသေးလေးတို့အားဓားလေးချောင်းနဲ့အတူကနဦးဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ဒေသခံတွေရဲ့ပြောပြချက်အရအဆိုပါအဖွဲ့ဟာဇေကဘာစက်မှုဇုံအတွင်းမှာလူရဲမှုတွေကျူးလွန်နေသူဖြစ်နိုင်တယ်လို့လည်းသိရပါတယ်။ဇွန်လ18ရက်နေ့ကမြောက်ကလာပါမြို့နယ်ဇာမြင့်ဆွဲရက်ကွက်မှာဈေးပတ်လန်းထိပ်မှာလူခေါ်ပွဲစားကိုတပ်ပိုင်ထွန်းကိုလွယ်အိတ်ထဲမှာဓာတ်တစ်ချောင်းနဲ့အတူဖမ်းဆီးရမိခဲ့သလိုဇွန်လ16ရက်နေ့မနေ့ပိုင်းကလည်းမင်္ဂလာတုံမြို့နယ်တင်ငန်းကျွန်းကြီးကျေးရွာမှာအောင်မင်္ဂလာအဝေးပြေးလူခေါ်ပွဲစားတွေဖြစ်တဲ့ကိုအောင်ကျော်မြတ်ကိုစင်ကိုစောတက်ခိုင်ကိုအေးမင်းလှိုင်ကိုကျော်ကျော်နဲ့ကိုတမ်းမင်းထွန်းစုစုပေါင်း6ဦးကိုဓာတ်အတူရှည်မျိုးစုံ6ချောင်းနဲ့အတူသတင်းရင်းမြစ်အရဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ဖမ်းဆီးရမိသူလူခေါ်ပွဲစား9ဦးစလုံးကိုမြောက်ဥက္ကလာပမင်္ဂလာတုံနဲ့ရွှေပြည်သာရဲစခန်းတွေမှာလက်နက်ဥပဒေပုံမှန်တွေနဲ့မှုဖွင့်ထားပါတယ်။အဝေးပြေးကားဝင်းအတွင်းပြည်သူတွေကိုဒုက္ခပေးနေတဲ့လူခေါ်ပွဲစားလုပ်ငန်းတွေနဲ့လူရဲမှုတွေကိုထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေးဖို့ဒေသခံတွေကလိုလားနေကြောင်းလည်းသိရပါတယ်ခင်ဗျာ။နေပြည်တော်ရန်ကုန်မန္တလေးရှုပ်ထွေးနေသော Fiber Cable များဦးစားပေးရှင်းလင်းပြီးနိုင်ငံရဲ့အထူးမြို့ကြီးတွေဖြစ်တဲ့နေပြည်တော်ရန်ကုန်နဲ့မန္တလေးမြို့တို့မှာရှုပ်ထွေးစွာတွေ့တန်းထားတဲ့ဆက်သွယ်ရေးကျိုးနဲ့ Internet Fiber Cable ကျိုးတွေကိုစနစ်တကျဦးစားပေးရှင်းလင်းဆောင်ရွက်နေတဲ့အကြောင်းတင်ဆက်ပေးကြပါရခင်ဗျာဇွန်လ19ရက်နေ့ကကျင်းပခဲ့တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာပြည်မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမျိုးအောင်ကမြို့နယ်အသီးသီးမှာအသုံးပြုနေတဲ့ Internet နဲ့ Wi-Fi ကျိုးတွေကိုစနစ်တကျတွေ့တန်းအသုံးပြုနိုင်ရေးကြက်မှတ်ဆောင်ရွက်မဲ့အစီအစဉ်ရှိမရှိမေးမြန်းခဲ့တာဖြစ်ပါတယ်။အဆိုပါမိန့်ခွန်းပေါ် Digital ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးသက်ဝင်းအောင်ကလွှတ်တော်တွင်ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ဒုတိယဝန်ကြီးဦးသက်အောင်ရဲ့ဖြေကြားချက်အရအချို့သောကုမ္ပဏီတွေရဲ့ Fiber Cable တွေ့တန်းမှုတွေဟာမြို့ပြအလှပနဲ့လုံခြုံရေးကိုထိခိုက်စေတဲ့ရှုပ်ထွေးမှုတွေဖြစ်ပေါ်နေတာကြောင့်နေပြည်တော်ရန်ကုန်နဲ့မန္တလေးမြို့တို့ကိုစံပြမြို့တွေအဖြစ်သတ်မှတ်ပြီးပထမဦးစွာရှင်းလင်းရေးလုပ်ငန်းတွေကိုဆောင်ရွက်နေတယ်လို့သိရပါတယ်။ဒါအပြင်ဆက်သွယ်ရေးတိုင်တွေများပြားရှုပ်ထွေးနေမှုကို Pop Sharing စနစ်နဲ့ရှော့ချသွားမှာဖြစ်ပြီးမြေပေါ်တွေ့တန်းတဲ့ Fiber Cable ကျိုးတွေကိုလည်းမြေအောက် Fiber Cable, Underground Fiber Cable စနစ်တို့အဆင့်ဆင့်ပြောင်းရွှေ့တိစောက်သွားဖို့မြို့နယ်လိုက်ဦးစားပေးအစီအစဉ်တွေနဲ့အကောင့်ထဲပေါ်နေပါတယ်။လက်ရှိမှာတော့ဝန်ကြီးဌာနနဲ့သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့မြို့နယ်အဆင့်တာဝန်ရှိသူတွေညှိနှိုင်းကလိုအပ်တဲ့ညွှန်ကြားချက်တွေထုတ်ပြန်ပြီးအစီအမံတိုင်းဆက်လက်ကြက်မဲ့ဆောင်ရွက်သွားမှာဖြစ်လို့နောက်အခါမှာမြို့တော်အင်ကာရက်နဲ့ညီညွတ်ပြီးအမြင့်တင့်တယ်တဲ့ပတ်ဝန်းကျင်တရက်ဖြစ်ပေါ်လာတော့မှာဖြစ်ကြောင်းသိရပါတယ်ခင်ဗျာ။မင်္ဂလာတောင်ညွန့် CNG ဆိုင်အမှတ်3239ပိုင်လိုင်းရုံစိတ်၍တန်းငွေရောင်းချမှုကိုဇွန်လ22ရက်နေ့အထိခေတ္တရပ်ဆိုင်းမင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့မော်တော်ယာဉ်သုံးတဘာဝတန်းငွေဆိုင်အမှတ်3239သို့ဆက်သွယ်ထားတဲ့တန်းငွေပိုင်လိုင်းရုံစိတ်မှုဖြစ်ပွားခဲ့လို့အဆိုပါဆိုင်ရဲ့တန်းငွေရောင်းချမှုကိုဇွန်လ22ရက်နေ့အထိခေတ္တရပ်ဆိုင်းထားမယ့်အကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။လျှက်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်ညွန့်မော်တော်ယာဉ်သုံးတဘာဝတန်းငွေအရောက်ဆိုင်အမှတ်3239သို့ဆက်သွယ်ထားတဲ့လေးလက်မသဘာဝတန်းငွေပိုင်လိုင်းဟာတာဂီတာမြို့နယ်တရက်ကွက်အေယာဝင်လမ်းမကြီးအောက်မှာရိုးစိမ့်မှုဖြစ်ပွားနေကြောင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။ထို့သောသတင်းပေးပို့ချက်ရရှိပြီးနောက်ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက်မြမရေနံနဲ့သဘာဝတန်းငွေလုပ်ငန်းပိုင်လိုင်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့ကအဆိုပါနေ့နန်းနဲ့ဆန်တိုင်းခွဲမှာစတင်ပြီးတန်းငွေပို့လို့မှုကိုခက်တာဖြတ်တော့ကပိုင်လိုင်းအစားထိုးလဲလှယ်ခြင်းလုပ်ငန်းကိုချက်ချင်းဆောင်ရွက်လျက်ရှိပါတယ်။အဆိုပါပိုင်လိုင်းပြုပြင်လဲလှယ်ခြင်းလုပ်ငန်းတွေကိုလာမယ့်ဇွန်လ22ရက်နေ့အထိဆောင်ရွက်သွားမှာဖြစ်လို့ပြုပြင်နေစဉ်အတော်အတွင်းမော်တော်ယာဉ်သုံးတဘာဝတန်းငွေအရောက်ဆိုင်အမှတ်3239 ၏ CNG တန်းငွေရောင်းချမှုကိုခေတ္တရပ်ဆိုင်းထားမှာဖြစ်ပါတယ်။မြမရေနံနဲ့တဘာဝတန်းငွေလုပ်ငန်းအနေနဲ့
ပြည်တွင်းသုံးစွဲနိုင်မှုနိုင်ငံအတွင်းပိုက်လိုင်းကွန်ရက်တွေနဲ့ပေးဖို့ဖြန့်ဖြူးနေတာဖြစ်ပြီးပိုက်လိုင်းတွေရဲ့တက်တန်းကြာမြင့်မှုနဲ့မတော်တဆထိခိုက်မှုတွေကြောင့်တန်ကြီးစားယိုစိမ့်မှုတွေဖြစ်ပေါ်တတ်တာကြောင့်နှစ်စဉ်ပြုပြင်ထိန်းသိမ်းရေးအစီအမံတွေနဲ့စနစ်တကျပြုပြင်လဲလှယ်ပေးနေတာဖြစ်တယ်လို့လည်းသိရပါတယ်။ဒါပြင်မိဘပြည်သူများအနေနဲ့ရင်မောင်းများအနေနဲ့လည်းအလားတူသဘာဝတန်းငွေပိုက်လိုင်းယိုစိမ့်မှုကိုမထင်မှတ်ဘဲတွေ့ရှိပါကမြမရေနံနဲ့သဘာဝတန်းငွေလုပ်ငန်းရွာမသဘာဝတန်းငွေထိန်းဖြတ်စခန်းတာဝန်ခံဖုန်းနံပါတ်399955393828တို့အချိန်မီဆက်သွယ်အကြောင်းကြားပေးဖို့ဝန်ကြီးဌာနကမြစ်တာရက်ခံထားကြောင်းသိရပါတယ်ခင်ဗျာ။တာချီလိတ်တွင်တရားမဝင်ရွှေတူးဖော်သည့်တရုတ်နှင့်လာအိုနိုင်ငံသား19ဦးကိုစက်ပစ္စည်းများနဲ့အတူဖမ်းဆီးရမိရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့နယ်အတွင်းမှာတရားမဝင်ရွှေတူးဖော်နေတဲ့တရုတ်နိုင်ငံသား18ဦးနဲ့လာအိုနိုင်ငံသား2ဦးစုစုပေါင်း19ဦးကိုရွှေတူးဖော်ရေးရင်ရန်တရားစက်ပစ္စည်းတွေနဲ့အတူသက်ဆိုင်ရာကဖမ်းဆီးအရေးယူထားတဲ့ဖြစ်စဉ်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။ဖြစ်စဉ်ကတော့တာချီလိတ်မြို့ကျိုင်းလက်မြို့မိုင်းပါရှိုးကျေးရွာအုပ်စုဝန်လန်းကျေးရွာအနီးမှာတရားမဝင်ရွှေတူးဖော်မှုပြုလုပ်နေကြောင်းတာဝန်သိပြည်သူတွေရဲ့လျှို့ဝှက်သတင်းပေးချက်အရလုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေကိုမဆိုင်မတော့ဝင်ရောက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ထို့သောစစ်ဆေးရှာဖွေရာမှာယမန်နေ့ဇွန်လ20ရက်နေ့မိုးလယ်ပိုင်းကအဆိုပါဝန်လင်းကျေးရွာရဲ့တောင်ဘက်မီတာ450ခန့်အကွာနေရာမှာရွှေတူးဖော်ဖို့ပြင်ဆင်နေတဲ့ရွှေမျောဖောင်တစ်စီးပေါ်ကနေတရုတ်နိုင်ငံသားအမျိုးသား12ဦးနဲ့လာအိုနိုင်ငံသား2ဦးတို့ကိုစတင်ဖမ်းဆီးရမိခဲ့ပါတယ်။အဆိုပါနေရာရဲ့အနောက်တောင်မီတာ600ခန့်အကွာအခြားရွှေဖောင်မျောတစ်စီးပေါ်မှာလည်းတရုတ်နိုင်ငံသား6ဦးနဲ့လာအိုနိုင်ငံသား2ဦးကိုထပ်မံဖမ်းဆီးရမိခဲ့တာကြောင့်စုစုပေါင်းတရားမဝင်ဝင်ရောက်လုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသား18ဦးနဲ့လာအိုနိုင်ငံသား2ဦးတို့ကိုလက်ရဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးမှုအတွင်းတရားမဝင်ရွှေတူးဖော်ခြင်းလုပ်ငန်းတွေမှာအသုံးပြုတဲ့ဆက်ဆက်ရင်ရန်တရားတွေနဲ့အခြားဆက်ပစ္စည်းကိရိယာအမြောက်များကိုလည်းတပ်သေးခံဖြစ်အတူတူကအသိသိရမိခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့ဖမ်းဆီးရမိတဲ့တရားမဝင်နိုင်ငံသား19ဦးစလုံးကိုဥပဒေကြောင်းအရထိရောက်စွာအရေးယူနိုင်ဖို့သက်ဆိုင်ရာရဲစခန်းမှာအမှုဖွင့်လှစ်ထားပြီးစစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။ပြည်တွင်းတရားဇာတာတွေကိုတရားမဝင်ခိုးယူတူးဖော်မှုတွေကိုကာကွယ်ဖော်ထုတ်ပေးတဲ့တာဝန်သိပြည်သူတွေရဲ့သတင်းပေးမှုကိုလည်းလုံခြုံရေးအဖွဲ့တွေကချီးကျူးရေးသားထားကြောင်းတွေ့ရပါတယ်ခင်ဗျာ။အင်းလေးတွေဝက်များဇက်တိုက်သေးဆုံးပြီးယောဂကူးစက်မှုစိုးရင်ရ၍ဝက်သားဆိုင်များပိတ်ထားရရှမ်းပြည်နယ်အင်းလေးဒေသမှာဝက်တွေဟာယောဂလက္ခဏာမျိုးစုံနဲ့ဇက်တိုက်သေးဆုံးနေတာကြောင့်ဒေသခံတွေစိုးရင်ထိတ်လန့်နေကြပြီးဝက်သားဆိုင်တွေပါပိတ်ထားရတဲ့ဖြစ်စဉ်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာအင်းလေးဒေသတွင်းမှာလက်ရှိဖြစ်ပွားနေတဲ့ဝက်နာယောဂကြောင့်ဝက်တွေဟာကိုပူချိန်မြင့်တက်လာခြင်းပါးစပ်နဲ့နှာခေါင်းကနေသွေးများထွက်လာခြင်းပြင်ကရွင်းမှာလည်းအရေးကြီးမှုတွေထွက်လာပြီးနောက်ဇက်တိုက်ဆိုသလိုသေဆုံးနေကြတာဖြစ်ပါတယ်အခုလိုထူးဆန်းတဲ့ယောဂလက္ခဏာတွေနဲ့ဝက်တွေသေဆုံးနေတာကြောင့်ဒေသခံပြည်သူတွေအနေနဲ့ဝက်သားကိုမစားရဲကြတော့ဘဲအယောင်းဝယ်မရှိတာကြောင့်ဒေသတွင်းကဝက်သားဆိုင်တွေကိုပါလက်တလောအကုန်ပိတ်ထားကြရတယ်လို့ဒေသခံတို့ရဲ့ပြောပြချက်အရသိရပါတယ်။အခုလိုဝက်တွေအစုလိုက်ပြုံလိုက်ဇက်တိုက်သေဆုံးနေရတဲ့အခြေအနေဟာအင်းလေးဒေသကမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေအတွက်အခက်အခဲအကြီးအကျယ်ဖြစ်လာစေခဲ့ပါတယ်။အထူးသဖြင့်တနင်္ဂနွေပိုင်းမွေးမြူကြတဲ့တောင်သူအချို့ဆိုရင်မိမိတို့မွေးမြူထားတဲ့ဝက်အကောင်ကြီး10ကောင်ကနေအကောင်20လောက်အထိယောဂကူးစက်ခံရပြီးဇက်တိုက်သေးဆုံးသွားတာကြောင့်စီးပွားရေးအရှုံးပေါ်မှုတွေအလွန်များပြားနေတာဖြစ်ပါတယ်။ဒေသခံတွေကတော့အခုလိုဝက်တွေအကြားယောဂကူးစက်ပြန်ပွားနေတဲ့အခြေအနေဟာတကယ်စိုးရိမ်စရာကောင်းနေတယ်လို့ညီးတွားပြောဆိုနေကြပါတယ်။လက်ရှိမှာတော့အဆိုပါဝက်သေးဆုံးမှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးသက်ဆိုင်ရာတရိတ်ဆန်မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနကတစုံတရာဝင်ရောက်စစ်ဆေးတာမျိုးရှိမရှိကိုတော့ဆက်လက်စုံစမ်းရအောင်မှာဖြစ်ပါတယ်။မွေးမြူရေးသမားတွေအနေနဲ့ကလည်းမိမိတို့ခြံကဝက်တွေကိုစနစ်တကျကာကွယ်စောင့်ရှောက်ကြဖို့တိုက်တွန်းအပ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးနိုင်ငံတကာသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ထိုင်းရောက်မြန်မာစစ်ရှောင်များကိုကပ်ပြားထုတ်ပေးရာတွင်အဂတိကင်းရှင်းရန်ထိုင်းညွှန်မှုပြတ်သားစွာတတိပေးထိုင်းနိုင်ငံတွင်ရောက်ရှိနေတဲ့မြန်မာစစ်ရှောင်တွေကိုပတ်ပုံနဲ့ကပ်ပြားတွေထုတ်ပေးတဲ့နေရာမှာအဂတိလိုက်စားမှုလုံးဝမရှိစေရေးအတွက်ထိုင်းအုပ်ချုပ်ရေးဌာနညွှန်ကြားရေးမှူးချုပ်ကတာဝန်ရှိသူတွေကိုပြက်ပြက်သားသားတတိပေးနှိုးဆော်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာထိုင်းအုပ်ချုပ်ရေးညွှန်ကြားရေးမှူးချုပ်ကအလကားလုပ်ပေးတာပတ်စံတပြားမှပေးစရာမလိုဘူးလို့အလေးနက်ထားပြောကြားလိုက်ပြီးမြန်မာစစ်ရှောင်တွေကိုအထောက်ထားကပ်ပြားတွေထုတ်ပေးတဲ့လုပ်ငန်းစဉ်အတွင်းမှာဘယ်လိုငွေကြေးမျိုးဘယ်လိုအကျိုးမြတ်မျိုးမှမတောင်းခံဖို့နဲ့မရယူဖို့အတွက်သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်ကိုအပြတ်တတိပေးလိုက်တာဖြစ်ပါတယ်အခုလိုကပ်ပြားတွေထုတ်ပေးရခြင်းဟာထိုင်းနိုင်ငံရဲ့အမျိုးသားလုံခြုံရေးနဲ့လူဦးရေစည်ရင်စီမံခန့်ခွဲမှုကိုစနစ်တကျဖြစ်စေဖို့အတွက်သာဖြစ်ပြီးထိုင်းနိုင်ငံသားအဖြစ်ပေးရတာမျိုးမဟုတ်သလိုဥပဒေပြင်ပကအထူးခွင့်ရေးပေးတာမျိုးလည်းလုံးဝမဟုတ်ကြောင်းရှင်းရှင်းလင်းလင်းလမ်းညွှန်ထားပါတယ်။ညွှန်ကြားရေးမှူးချုပ်ဟာခရိုင်အုပ်ချုပ်ရေးမှူးတွေနဲ့ဝန်ထမ်းအားလုံးကိုလုံထုံးလုံနည်းအတိုင်းစနစ်တကျဆောင်ရွက်ဖို့ညွှန်ကြားထားပြီးဖြစ်ပါတယ်။ကပ်လာရောက်ပြုလုပ်တဲ့စစ်ပေးရှောင်တွေစီကနေပတ်စံဖြစ်စေပစ္စည်းဖြစ်စေဓာတ်ရိုက်ဖြစ်စေတွဲဝါးရည်ဖြစ်စေလုံးဝမတောင်းခံရဘူးလို့အမိန့်ထုတ်ပြန်ထားပါတယ်။တကယ်လို့ဝန်ထမ်းတစ်ယောက်ကအဆင်ပြေအောင်လုပ်ပေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပတ်စံတောင်းတာအဂတိလိုက်စားတာမျိုးစစ်ဆေးတွေ့ရှိရင်လည်းဝန်ထမ်းစည်းကမ်းအရထိထိရောက်အရေးယူပြီးအလုပ်ထုတ်ပြစ်မဲ့အပြင်ရာဇသက်ကြီးဥပဒေရာဇဝတ်မှုအရပါ
ဘယ်သူကမှချွင်းချက်မရှိထောင်ဒဏ်ကျခံရတဲ့အထိပြက်ပြက်သားသားအရေးယူသွားမှာဖြစ်ပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံအတွင်းစစ်ရှောင်မိဘပြည်သူများအနေနဲ့မိမိတို့ရဲ့အထောက်အထားကပ်ပြားတွေကိုတွားရောက်လှုပ်ဆောင်တဲ့အခါမှာဘယ်သူကမှမလျော်ကန်တဲ့ငွေကြေးပွဲကားတွေပေးစရာမလိုပဲအခမဲ့လှုပ်ဆောင်ပိုင်ခွင့်ရှိကြောင်းသိရပါတယ်ခင်ဗျာ။ဒိုမီနီကန်အဖမ်းပြေစကန်မီလောင်မှုကြောင့်လူတူးသေဆုံးပြီးဧည့်သည်1900ခန့်ဘေးလွတ်ရာရွှေ့ပြောင်းဒိုမီနီကန်သမရနိုင်ငံအရှေ့တောင်ဘက်ကမ်းရိုးတန်းဘာယာဟီဘယ်မှာရှိတဲ့ဘီဘာဝန်တန်ဒိုမီနီယန်ကမ်းခြေဟိုတယ်မှာဇွန်လ19ရက်နေ့ကမီးပြင်းထန်တဲ့လောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒီမီးလောင်မှုကြောင့်အီတလီနိုင်ငံသူ2ဦးသေဆုံးခဲ့ပြီးဟိုတယ်မှာတက်ခုန်နေတဲ့ကမ္ဘာလက်ခီးသွား1900နီးပါးဘေးလွတ်ရာသို့အရေးပေါ်ထွက်ပြေးခဲ့ရတယ်လို့ဒေသခံအာဏာပိုင်တွေကပြောပါတယ်။မျက်မြင်တွေ့ရှိသူတွေရိုက်ထားတဲ့ရုပ်သံဖိုင်တွေနဲ့ဒရုန်းဗီဒီယိုမှတ်တမ်းတွေအရမီးကုန်းလုံးကြီးတွေအလိမ့်လိုက်တက်နေပြီးမီးတောက်တွေကအပန်းဖြေစကန်တစ်ခုလုံးကိုဝါမျိုးမတက်ပြင်းထန်နေတာကြောင့်မိသားသမားတွေကခဲရဲစွာငိမ့်သက်ခဲ့ရတာကိုမြင်တွေ့ခဲ့ရပါတယ်။ဒီဖြစ်စဉ်အတွင်း46နှစ်အရွယ်အီတလီအမျိုးသမီးဖရန်ချက်စကာဘလန်တီနိုသေဆုံးသွားခဲ့ကြောင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကအတည်ပြုထားပါတယ်။ဒါအပြင်ထိခိုက်ဒဏ်ရာရရှိသူ3ဦးကိုဆေးရုံသို့ပို့ဆောင်ပေးခဲ့ရပြီးနောက်ထပ်6ဦးကိုတော့အခင်းဖြစ်ပွားတဲ့နေရာမှာဆေးဝါးကုသမှုပေးခဲ့ရပါတယ်။ဒဏ်ရာရရှိသူတွေထဲမှာတော့ဟိုတယ်ဧည့်သည်တွေလာရောက်လည်ပတ်သူတွေနဲ့အရေးပေါ်ကယ်ဆယ်ရေးသမားတွေပါဝင်ပါတယ်။လက်ရှိမှာတော့မီးကိုအောင်မြင်စွာထိန်းချုပ်နိုင်ပြီဖြစ်ပေမဲ့မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းရင်းကိုတော့အာဏာပိုင်တွေကဆက်လက်စုံစမ်းနေသေးဖြစ်ပါတယ်။ဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ရတဲ့ဟိုတယ်ဧည့်သည်တွေကိုတော့အနီးနားမှာရှိတဲ့အခြားဟိုတယ်တွေကိုပြောင်းရွှေ့နေရချထားပေးခဲ့ပြီးအဆိုပါဟိုတယ်အုပ်စုဝင်ဘီဘာဝန်တန်ဒိုမီနီကန်နန်တော်ဟိုတယ်ကတော့တစုံတရာထိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့သိရပါတယ်။ရုရှားမြောက်ကိုရီးယားဆက်ဆံရေးကြောင့်ပိတ်ဆို့မှုတွေထိရောက်မှုမရှိတော့ကြောင်းတောင်ကိုရီးယားသမ္မတပြောရုရှားနဲ့မြောက်ကိုရီးယားအကြားစစ်ရေးရဆက်ဆံရေးပုံမနီးကပ်လာတာကြောင့်မြောက်ကိုရီးယားရဲ့နျူကလ িয়ার အစီအစဉ်ပေါ်ချမှတ်ထားတဲ့နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေဟာထိရောက်မှုမရှိတော့ဘူးလို့တောင်ကိုရီးယားသမ္မတလီမြောင်ဂျေကဇွန်လ19ရက်နေ့မှာပြောကြားလိုက်ပါတယ်။ယခုသတင်းပတ်အတွင်းပြည်သက်နိုင်ငံမှာကျင်းပခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေးမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံစဉ်သမ္မတလီဂျေးပြောင်ကယခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ယူကရိန်းစစ်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့ရုရှားမြောက်ကိုရီးယားစစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကြောင့်ပိတ်ဆို့မှုတွေရဲ့ထိရောက်မှုဟာလျော့နည်းသွားခဲ့ရပြီးရုရှားဘက်ကကူညီထောက်ပံ့မှုအနည်းငယ်ပေးုံနဲ့တင်မြောက်ကိုရီးယားအတွက်အလွန်အထောက်အကူဖြစ်စေတယ်လို့ဆိုပါတယ်။တောင်ကိုရီးယားနိုင်ငံဟာ1950ပြည့်နှစ်ကနေ1953ခုနှစ်ထိဖြစ်ပွားခဲ့တဲ့ကိုရီးယားစစ်ပွဲကိုငြိမ်းချမ်းရေးစာချုပ်နဲ့မဟုတ်ဘဲစစ်ရဲဆက်ရေးသဘောတူညီချက်နဲ့သာအဆုံးသတ်ခဲ့တာဖြစ်တာကြောင့်လက်ရှိအချိန်ထိနှစ်နိုင်ငံအကြားစစ်မဲ့ဇုံတစ်ခုနဲ့သာနယ်နိမိတ်ဖြစ်ပိုင်းခြားထားဆဲဖြစ်ကြောင်းသိရပါတယ်ခင်ဗျာပြည်တွင်းနိုင်ငံမှာခီးသက်တင်ဘတ်စကားတိမ်းမှောက်မှုကြောင့်အနည်းဆုံးလူ12ဦးသေဆုံးပြီး19ဦးဒဏ်ရာရပြည်တွင်းနိုင်ငံအလဲပိုင်းခီးသက်တင်ဘတ်စကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာအနည်းဆုံးလူ12ဦးသေဆုံးပြီးအခြားလူ19ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတာဝန်ရှိသူများကပြောကြားခဲ့ပါတယ်။တည်ယူပို့ဆောင်ရေးကုမ္ပဏီမှပြေးဆွဲတဲ့အဆိုပါဘတ်စကားဟာပီရူးနိုင်ငံအရှေ့ပိုင်းပူကွယ်ပါမြို့မှမြို့တော်လီမာသို့မောင်းနှင်လာစဉ်ဝါနူကိုဒေသရှိဗဟိုအဝေးပြေးလမ်းမကြီးပေါ်မှာတိမ်းမှောက်ခဲ့ခြင်းဖြစ်ပါတယ်။တာဝန်ရှိသူများပြောကြားချက်အရဘတ်စကားမောင်းသူဟာလမ်းငွေတစ်ခုမှာအိတ်ငိုက်သွားခဲ့ရမှရင်ကိုထိန်းချုပ်မှုလွတ်ခါလမ်းဘေးရှိနေအိမ်တစ်လုံးကိုဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပါတယ်။မတော်တဆမှုဖြစ်ပွားပြီးတဲ့နောက်ဒေသခံများမိသက်တပ်ဖွဲ့နဲ့ရဲတပ်ဖွဲ့ဝင်များကအခင်းဖြစ်ပွားရာနေရာသို့ချက်ချင်းရောက်ရှိလာပြီးထိခိုက်ဒဏ်ရာရသူများကိုစေဝါကုသမှုပေးနိုင်ရန်အနည်းရှိစေုံတို့အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်ခင်ဗျာ2026ခုနှစ်ဇွန်လ20ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့မြန်မာရွှေစင်းနှုန်းအချက်အလက်များကိုတင်ဆက်ပေးပါမယ်နိုင်ငံခြားငွေလဲလှယ်နှုန်းကတော့ American Dollar ရောင်းဈေး4330ကျပ်ဝယ်ဈေး4220ကျပ်ယူရိုရောင်းဈေး4985ကျပ်ဝယ်ဈေး4855ကျပ်စင်ကာပူဒေါ်လာရောင်းဈေး3330ကျပ်ဝယ်ဈေး3230ကျပ်မလေးရှားရင်းဂစ်ရောင်းဈေး1058ကျပ်ဝယ်ဈေး1029ကျပ်တရုတ်ယွမ်ရောင်းဈေး639ကျပ်ဝယ်ဈေး622ကျပ်ထိုင်းဘတ်ရောင်းဈေး132.45ကျပ်ဝယ်ဈေး129.33ကျပ်ဂျပန်ယန်ရောင်းဈေး26.91ကျပ်ဝယ်ဈေး26.22ကျပ်တို့ဖြစ်ပါတယ်ခင်ဗျာမြန်မာရွှေဈေးနှုန်းကတော့15ပဲရေဈေးနှုန်း92,800ကျပ်ရောင်းဈေးတက်တာဖော်ပြထားပါတယ်ခင်ဗျာ16ပဲရေအခောက်ရွှေဈေးနှုန်းရောင်းဈေး98,600ကျပ်ဝယ်ဈေး99,600ကျပ်တို့ဖြစ်ပြီးဖော်ပြပါဈေးနှုန်းများဟာဈေးကွက်အခြေအနေအရအချိန်နဲ့မျှအပြောင်းလဲရှိနိုင်ကြောင်းတင်ဆက်လိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒါကတော့ Forever Media Channel ကနေတင်ဆက်ပေးနေတဲ့ညနေခင်းသတင်းအစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာမိဘပြည်အားလုံးဘေးရန်နဲ့ကင်းရှင်းပြီးကိုယ်စိတ်နှပါအေးချမ်းသာယာရှိကြပါစေခင်ဗျာနောက်ရက်ဒီမှာလည်းစိတ်ဝင်စားဖို့ရတဲ့အချက်လက်တွေနဲ့အတူ Forever Media Channel မှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်ကလေးပိုင်ဆိုင်ကြပါစေခင်ဗျာ